ဖေတကြပေရူကြောင်းလေးဆိုပူပူအိုဒီမှာတွေ့ ကိုထိုက်ကလည်းမင်္ဂလာပါနော်ကိုထိုက်ကကျွန်တော်ကိုကောင်းကောင်းလေးပြောထားတယ်ဆိုတော့ကျွန်တော်လည်းကောင်းကောင်းလေးပြောပါနော်ချင်းနေအဲ့တော့ဒါပေမဲ့ ဆောင်းချင်းနော် အခုကကိုထိုက်ကကျွန်တော်ဖုန်းဆက်ခိုင်းတယ်ဟုတ်လားဒါပေမဲ့ဖုန်းနဲ့ဆက်စရာအကြောင်းမရှိပါဘူးနော်အခုကျွန်တော်အခုလက်ပြောတယ်ကိုထိုက်ကိုပြောမယ်နော်ကိုထိုက်ကကျွန်တော်ဒီလာမယ်အဲ့တလားစာပေးမယ်မှန်တယ်ဒါပေမဲ့ကိုထိုက်တို့ကချမ်းသာတယ်ကိုထိုက်ကတထေးတွေဆိုတာလူတိုင်းသိတယ်နော်အလုပ်ကြီးကကြီးလုပ်နေနော်တထေးတွေကျွန်တော်တလားစာမကောကိုထိုက်တစ်နှစ်စာပေးမယ်ဆိုလည်းပေးနိုင်တယ်နော်ဒါပေမဲ့အလုပ်လည်းပြတ်မခံနဲ့ကျွန်တော်ရလာမလာနဲ့ကျွန်တော်လည်းထမင်းကျွေးစရာမလိုနော်ဘာလို့ကျွန်တော်ကလည်းတပ်ပုံတွေယူတယ်မနေ့ကဆိုရင်နော်အဲ့ဒီဟိုမွန်ကောင်လေးနဲ့အဲ့ဒီကောင်လေးရဲ့မချမ်းကောင်လေးနဲ့ကျွန်တော်မြန်မာနဲ့ဖြည့်ရှင်းတာပေါ့ဒီလိုမျိုးတော့လိုင်းပေါ့ဟို live လိုမျိုးအဲ့ဒါကိုလည်းအခုဗီဒီယိုဖိုင်ယူပြီးတော့တခါ follower ချတယ် like တွေချတယ်သူတို့အဲ့လိုမျိုးမလုပ်သင့်ဘူးနော်အဲ့ဒါကိုကိုထိုက်ကလည်းအဲ့လိုမျိုးကိုထိုက်တို့လိုမျိုးတွေနဲ့တားပေးအဲ့ဒီအကျင့်တော့မလုပ်ပါနဲ့လို့အဲ့လိုမျိုးပေါ့နော်သူများတွေဒီမှာဘာဖြစ်လို့သူများတွေဘာပြောလဲဘာရှင်းလဲကောင်းပြောနေတယ်လားဆိုးပြောနေတာဆဲနေတာလားမဆဲနေတာဆိုတော့ဟိုမျက်စိနှလုံးကြည့်ပါနော်မျက်စိနှစ်ဖက်ရှိနှလုံးရှိနှလုံးနဲ့ကြည့်နားနှစ်ဖက်ရှိနားနှစ်ဖက်နဲ့နားထောင်တာပဲနော်အဲ့ဒါကျွန်တော်မသိဘူးလိုက်လို့မျိုးဆဲထားတာတွေကအခုမှကျွန်တော်တွေ့ရပါတော့တက်တော့မကောက်ကိုထိုက်တို့လူမျိုးတွေကအဲ့လိုမျိုးဟိုဖေးဘုံမှာတော်တင်တယ်အဲ့ဒါဘာအကျင့်လဲအဲ့ဒါဘာအကျင့်လဲတက်တော့မှာ follower ချာမကောက်ဟုတ်ဖေးဘုံမှာတက်တော့ဖေးဘုံမှာပါတော့ follower တွေ like တွေချာအဲ့လိုမျိုးမလုပ်ပါနဲ့တောင်းပါပါလေနော်နော်တယောက်တည်းဆိုပြန်ဆဲရင်တယောက်တည်းဆဲကျွန်တော်တပ်ပုံလောက်ကြိုက်သလိုအခုကျွန်တော်တပ်ပုံလောက်ထားကြိုက်သလိုအများကြီးပဲရှိတာပဲထားလိုက်ကျွန်တော်မိမပုံနေပါတယ်မလောက်တင်လေနော်ကိုထိုက်အဲ့ဒါတော့ပြောရမယ်လေနော်ဒါကိုထိုက်လူကြီးလူကောင်းဆိုတော့ကိုထိုက်ရဲ့နည်းနည်းတားပြီးပေါ့အဲ့လိုနောက်ပဲအခုဒီပြည့်ကိစ္စမှာအဲ့မယုံမတင်ကပြောတယ်မှန်တယ်အဲ့ဒါကိုကျွန်တော်ကမှန်တဲ့အကြောင်းကျွန်တော်ထောက်ခံပြောတာကိုထိုက်လူမျိုးလေးကိုဆဲထားတယ်တခုမှမပါဘူးဒါပေမဲ့အဲ့လိုမျိုးထောက်ခံတဲ့စကားပြောထားတယ်ကျွန်တော်မုန်းနဲ့တူတယ်လို့ပြောတဲ့ဟာကိုလည်းမအဲ့ဒီကိုထိုက်တို့လူမျိုးတွေကကျွန်တော်ခွန်မလာမမှန်ဘူးဆိုကျွန်တော်ဘာမှမပြောအဲ့မှာနော်အဲ့တစ်ချက်ကိုပဲကိုထိုက်ကြည့်ကိုထိုက်တို့လူမျိုးတွေကျွန်တော်ခွန်မလာမဆဲဘူးပါမဆဲဘူးဆိုရင်ကျွန်တော်ဘာမှအကြောင်းပြောစရာမရှိဘူးကျွန်တော်နာလာဆဲလို့ကျွန်တော်ကလည်းသူတို့နောင်ဆိုပြီးကျွန်တော်ပြန်ပြောတာပဲရှိတယ်ဒါပေမဲ့တယောက်ဒါအတူတူပဲလေနော်အဲ့တယောက်တစ်ဖက်လက်ကောက်ကနှစ်ဖက်တီးမှမြည်တယ်ဟုတ်လားအဲ့ကြောင့်မို့လောက်ရင်နာစရာအကြောင်းမရှိဘူးနော်အဲ့ကြောင့်မို့ဘယ်လိုပြောမလဲကျွန်တော်လည်းယောက်ျားပဲကျွန်တော်လည်းလူငယ်ဖြစ်တယ်ကိုထိုက်တောင်မှလူကြီးဖြစ်တဲ့နာလေးဆိုကိုကျွန်တော်လူငယ်ဆိုရင်ကိုချင်းစာပေါ့နော်အဲ့ဒါမှကျွန်တော်ပြောချင်တာအခုကလည်းနည်းနည်းလေးကိုမြင်များလောက်တယ်နော်ကိုထိုက်တို့လူမျိုးတွေကတေးလို့ကြီးလောက်တယ်ဒါပေမဲ့အေးပေါ်လေသူတို့ကလောက်မှာပေါ့ကျွန်တော်ကတယောက်တယောက်တည်းဆိုတော့နော်တကယ်လို့မှမယင်မတင်တို့ဘာလို့မျိုးဆိုသူတို့အခုဆိုဘာမှပြောမရတော့ညင်သွားတာအကောင်တော့အဲ့ဒီကြောင့်သူတို့တော့မလောက်ရဘူးလေလောက်ရင်ကပြန်ဆော်မှာလေဟုတ်လားကျွန်တော်တို့လူမျိုးကြတော့တယောက်တည်းဆိုတော့လားဘောလည်းမရှိသွဲလည်းမရှိပါမရှိတော့ကျွန်တော်တို့ကြတော့ချမယ်တတ်မယ်နဲ့ဒါရတော့မတရားဘူးပေါ့နော်ဥမာကြည့်ဥမာအဆိုင်နဲ့ကိုဆိုင်လည်းပြောထားတာရှိတာပဲနော်ကိုဆိုင်ကြတော့ဘယ်သူမှတော့မပြောရဲဘူးဟုတ်လားအဲ့ကြောင့်မို့ကျွန်တော်ကလည်းအမှန်တရားကိုရှင်းမယ်လို့လည်းသူကျွန်တော်ရှင်းမှမှန်တာမှားတာဆိုရင်ကျွန်တော်အမှန်ဘက်ကပဲလိုက်မယ်နော်ဒါပေမဲ့ကျွန်တော်ကလည်းပုံမှန်လည်းပဲကိုထိုက်ကိုပြောတာနောက်ပြီးကိုထိုက်တို့လည်းတနေ့တည်းရမှာကျွန်တော်လည်းတနေ့တည်းရမှာကြံနေလည်းကျွန်တော်လည်းမများခြင်းထိုင်းနိုင်ငံမှာ AC ပဲကျွန်တော်လည်းလှုပ်ရှားခြင်းတယ်ဒါပေမဲ့တအားနဲ့ကျွန်တော်လက်ဆဲတာများလို့ဒါပေမဲ့ကျွန်တော်ကတခုပဲပြန်ပြီးပြောထားအောင်တော့ခွန်မနေရကျွန်တော်ရဲ့အကောင့်မှာကိုထိုက်တို့လုံဝင်ကြည့်လိုက်ဘယ်လောက်ထိများလဲဆိုတာချက်ပေါက်ကစဝင်လာပြီးဆဲတာကြလေးတွေမဟုတ်မင်းကလေးတွေအောင်ပါတယ်ချောလေးတွေပြောနော်ဒါပေမဲ့ကျွန်တော်ပြန်မဆဲဘူးကျွန်တော်ပြန်မပြောဘူးတကယ်လို့ကိုထိုက်တို့လူမျိုးတွေလိုမျိုးပေါ့နော်ဟိုတပုံပြန်ယူပြီးတင်မယ်ပြန်ပြီးဆဲမယ်လိုက်လို့ထောင်းဆဲမယ်ဆိုရင်အဲ့ဒီကောင်မလေးတွေနော်မုံမလေးတွေရှစ်ဆရာလေးချောလေးတွေကျွန်တော်လက်ဆဲတဲ့ကောင်မလေးတွေအများကြီးရှိတယ်ကျွန်တော်မလုပ်ပါဘူးနော်ယောက်ျားလေးဆိုတော့မပြောတော့နဲ့အများကြီးပဲမပြောဘူးဘာမှအဲ့ဒီကျွန်တော်လက်ဆဲတဲ့ကောင်ခုံမောက်မှကျွန်တော်ဖြေပေးတာနော်ကျွန်တော်ဆဲတာမဟုတ်ဘူးအဲ့ဒါတဲ့အဲ့ဒီပြည်တစ်ဖာနဲ့ကျွန်တော်မဖြတ်ဘူးပြောဆိုတော်လာဖြတ်ချလိုက်ပြီနော်ဒါပေမဲ့သူတို့အခုကိုထိုက်တို့လူမျိုးတွေအကုန်လုံးကော်ဖီတွေကူးပြီးအကုန်လုံးလိုက်ဖြတ်လာတယ်နော်မဟုတ်တာလည်းဟုတ်တာအကုန်လုံးမကောင်းတဲ့နေရာဆိုသူတို့ကစ်လေးဖြတ်ပြီးတော့လုပ်တယ်အဲ့ကြောက်ကျင်နေရတော့နည်းနည်းဖြောက်ပြီးပေါ့နော်အဲ့ဒါလေးကတော့မကောင်းဘူးလို့နော်အဲ့ကျွန်တော်လည်းဒီနေ့စာရေးကိုထိုက်တို့လူမျိုးပတ်သက်တယ်ကျွန်တော်လည်းဘာမှမပြောဒါပေမဲ့ကျွန်တော်တို့ဗမာလူမျိုးနဲ့ပတ်သက်ပြီးတော့ကိုထိုက်တို့လူမျိုးလည်းမပြောနဲ့မဆဲနဲ့နော်အဲ့ဒါပဲကျွန်တော်တောင်းပန်ချင်တယ်နော်နေ့တိုင်းရက်ခတ်ချင်တာဒါပဲကိုထိုက်စီကျွန်တော်ဖုန်းနှောင်းကဲဒီကပြောဦးမယ်ဒါရေမကဲ့ရဲတော့ငါလည်းကဲ့မယ်အာကုံấyတစ်ခါကဲ့လိုက်ဆိုတော့တစ်နှစ်မှဆိုတော့အနည်းဆုံးနိုင်ရွက်လောက်ငါအတက်တိုးတယ်နော်အဲ့ဒါဆိုငါတအားတော့မကဲ့ခြင်းဒါမဲ့ဟိုကောင်ကိုနတိုးကြီး
အကောင့်နံပါတ်ကိုလူစိုးကြီးလားကိုနှစ်တိုးကြီးနှခမ်းမွေးနဲ့မင်းတော့မင်းငါအထက်တပန်းတာတယ်မင်းမတော့နှခမ်းမွေးအစ်စ်နဲ့ငါမတော့နှခမ်းမွေးအတုထဲ့နေရဟုတ်ပြီလားဒါမဲ့မင်းလိုမျိုးတော့ငါအမွေးမတန်ဟောကဒါမဲ့ငါမှကြတော့ဟိုဘယ်လိုပြောမလို့အားလုံးတွေကကြကကွာငါမှနှခမ်းမွေးလောက်ပဲအတုရှိတာကျန်တဲ့အားလုံးငါတယ်မှာဆိုမှန်ကန်တယ်နော်မင်းနဲ့ငါနဲ့ကြတော့ဟိုဖြောင်းမြန်ဆန်ဖြစ်နေမင်းယူထားတဲ့မရမွန်တိုင်းသားငါကမွန်တိုင်းသားတယောက်ငါယူထားတဲ့မိမမြန်မာမင်းနဲ့ငါနဲ့ပြန်ကစားဖြစ်နေအဲ့တော့မင်းမွန်နေမြင်ကတ်တယ်ဆိုမွန်မြင်ကတ်တယ်မွန်နေထဲမှာမကြောက်ဘူးငါလည်းပါတော့မယ်နော်မင်းကငါလိုမျိုးဒဲပြောကွာနော်မကြိုက်တဲ့ကောင်ကိုမင်းဒဲတော့လိုက်ရမင်းယောက်ျားမဟုတ်လားစကားကိုလေဟိုမိမရွှင်လိုမျိုးမင်းမပြောနဲ့ကိုငါတင်လိုက်တယ်မနေ့ကငါတင်လိုက်တဲ့ file ထဲမှာမင်းယူလိုက်တယ်နော်မြို့ကြီးပြကြီးမှနေစာပေကြီးကျယ်တင်ကြားလို့ပြီးတော့စာတတ်ပေတတ်တဲ့ကောင်နေစားနေတဲ့ဆန်းတွေစပားပကနေလာမှမတိငါပြောတဲ့စကားမင်းရွက်ထနေပြီးတော့ပြောတယ်မလို့မနေ့ကငင်းမေးပုံငါထောင်ပြီးတော့ငါလိုင်းလွှေတယ်တဘောပါလားဒါမဲ့တစ်တော့ရောငါ့ကိုဖြတ်ချလိုက်ရငါ့ကိုပိတ်ပလိုက်တယ်တဘောပါလားအဲ့ဒီနှခမ်းကိုနှစ်တိုးကြီးမင်းဟောတော့ငါတိတ်ပြီးတော့ပြဿနာမဖြစ်ခြင်းဘူးရှင်းလားဘယ်ကောင်နဲ့မှလည်းငါပြဿနာမဖြစ်ခြင်းဘူးငါဆိုတဲ့ကောင်မှန်တယ်လို့ဟုတ်တာပြောတာဒါမဲ့အတုရောင်ကြတော့ငါမှနှခမ်းမွေးတော့ပဲအတုထဲနေရတယ်နဲ့စကားပြောနဲ့ပြီးအောင်ဆိုရင်နှခမ်းမွေးထဲဘောပါလားမဲတော့ကွာငါသားပြင်မှန်ပါ යි အေးမင်းလုံးမယ်ဆိုရင်လေပြတ်တောင်းလုပ်လိုက်ဟဲ့ပြတ်တောင်းလုပ်လိုက်ငါကြိုက်တယ်ငါချီကျူးတယ်ငါကုန်းယူတယ်မင်းမကြိုက်တဲ့မွန်တွေ့လားခေါင်းရိုက်ခွဲလားကွာမချင်းတာတပ်လိုက်ကွာဘယ်မွန်မကောင်းလဲတပ်လိုက်ငါဆိုတဲ့ကောင်လေဒီတိုင်းပဲငါတပည့်တယ်မွန်တိုင်းသားတယ်လည်းရှိတယ်ကရင်လည်းရှိတယ်နော်ရခိုင်လည်းရှိတယ်ဗမာလည်းရှိတယ်ငါတပည့်တယ်ဒါမဲ့မကောင်းတဲ့မွန်နေမူရစေဝါသုံးဆွဲလားမကောင်းတဲ့ကောင်ကမောင်းထုတ်တယ်ကွာရှင်းလားငါဆိုတဲ့ကောင်ဘယ်တိုင်းသားအောင်မှငါမတင်အားလုံးငါချစ်တာအားလုံးနေတတ်အောင်နေချစ်အောင်နေငါချစ်တယ်နေတတ်အောင်နေငါကျေနပ်တယ်ဟုတ်ပါလားအေးနတိုးကြီးဆိုတဲ့နှခမ်းမိုးရကောင်မင်းတော့ပါတာနော်ငါပြောတဲ့တိုင်းသားတွေအားလုံးတွေမှာမွန်တိုင်းသားတွေမှာတစ်မျိုးပဲရှိတယ်ဆိုတဲ့အကြောင်းမင်းဖင်တက်ထိုးနေလို့လားဟမ်ဒီတစ်မျိုးလေးရှိတော့မင်းဖင်ကိုတက်ထိုးနေလို့လားငါဒီထက်မရိုင်းညင်ဘူးဟုတ်ပါရဲ့နော်ဘာဆိုင်လို့လဲမင်းပြောရလောက်အောင်ဆိုင်နာမဆိုင်နာမင်းပြောနေတဲ့စကားရဲ့အဓိပ္ပာယ်မင်းနားလေလားမင်းကောမတ်တဲ့မှာဝင်ရေးထားတယ်ကွာမင်းကိုကတော့ပါရဲ့လီးရုပ်နဲ့ဆိုပြီးတော့မင်းကိုရေးလိုက်တာမင်းမလို့တဲ့ကောင်အဲ့ဒီကောင်မင်းဖဲ့ပေါ့ဘာဖြစ်မိုးနေမင်းထည့်ပြောရလဲမင်းမရှင်ပါစလိုမျိုးမလုံနဲ့ရုပ်ကြနှခမ်းမွေးတော့ငါနှမျောမိတယ်ကွာမင်းဟုတ်လားမင်းနှခမ်းမွေးတော့ကွာဖြစ်နေပြီတော့ငါလီးထဲမှာတတ်ထဲမှာခွေးသားဒီထက်ပုံမဆိုးလာနဲ့နော်